တပိုက်လောက်ကခုနတိုင်းလေမေးစောက်ပဲမလို့ဖြိုးမင်းကပါလေဟလားဖြိုးဘာပတ်သက်ရည်နေလားမဟုတ်သူတည်တယ် तू ကအဲ့လိုလှန့်ကြည့်လိုက်ကြတယ် तू ကလက်ပြကြီးကဘေးရသေးတယ်မတို့ပွဲချလို့ကြည့်ရလားရွက်တိုက်ပြီးထိုင်ဘာလို့မလို့မသိဘူးနှစ်တောင်းပေးလိုက်လေတပိုင်းလောက်ကကြည့်တယ်ရပြီနော်ရောက်နေတယ်တစ်တောင်းပါတစ်တောင်းဝဲတော့ကလေးကြီးလာမလုံးနဲ့ဘာသွားပြောပြန်ဘာသွားပြောပြန်ဘာဘောဒီချာဒီလို့ပြောဟေးပြီးတော့မိသားပြောတာနော်အဲ့တော့အချတိကဒီမှာလေးဒီဘက်ကိုကြာတမီးဟိုဘက်ပြီးကြာပြီနော်အခွအလေကားနေတေးမဲ့တင်းရကိုနေရရှာအဲ့လေတဲ့ရအစမ်းကြကိုကြီးကိုနှစ်တောင်းပေးတာအဲ့အစမ်းလေးတီးအောင်ကွာနှစ်တောင်းပေးတာနှစ်တောင်းတော့တီးအောင်ကိုတီးပေးဦးမနော်ငါပြောပေးဦးတောင်းကြာအဲ့ဒီတီးပေးတဲ့ဘက်ကျော်အဲ့ဒါโอเคအစိမ့်လေးလို့လိုက်စက်ချမ်းနေပင်နာရဲအပြောအဲ့ဒီလုံးရမလို့ဒီလုံးလည်းမသိတော့မသားဒီလုံးဖြစ်တယ်အဲ့လိုမင်းလည်းဘာညာကဲအဲ့ဒီလိုလေကဲမှာရောက်လာ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 ဟိုရပြီတီဝါကိုထက်တီကငါနှစ်တန်းတက်ပြရလို့ကျွန်တော်အတီးပိုက်လေးပဲဒီလေးတီဆိုပါဆိုပါနေနိုင်မေးအတီးပိုက်လေးပဲလက်စကိုတော့တောင်းလေးပေါ့တော့ဒီဘောညီလင်းကြီးမနဲ့ညီမကနှစ်တောင်းပြသွားပြီဘာမှမပြောဘူးတေချာ TV ကိုပဲပြောတာဟဲ့ဒီမှာနှစ်တောင်းနဲ့ဒီလိုငါခုမှမြင်ဘူးလားကြက်ဟုတ်ပါတယ်မင်းတို့စမတယောက်နဲ့တယောက်တော့ညာနေပါရင်ငါသိတယ်လို့ဆိုကဲလုံပေးလိုက်ဘောလိုက်လုံပေးလိုက်မင်းသားနောက်ဆုံးခီးပဲ